ဒီနေရာဘလောက်ပဲဝေးကွာနေပါစေရေစက်ရှိရင်တွေ့ဆုံကြရတာပါပဲရွာချင်းအလန်းဝေးကြတဲ့ထက်မြက်ဦးစွမ်းထက်တို့ညီကို2ယောက်နဲ့သူကြီးသမီးလေးနန်းသူဇံတို့ YGA ကွန်ပျူတာသင်တန်းမှာတွေ့ဆုံခဲ့ကြပါတယ်ဒီလိုနဲ့သူတို့3ယောက်တငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်သင်တန်းပိတ်ရက်တွေမှာမုတ်အတူစားကြပျော်ရွှင်စွာရှောက်လည်ကြရင်ခင်မင်မှုတွေပိုမိုတိုးပွားလာခဲ့ပါတယ်ကွန်ပျူတာသင်တန်းပြီးဆုံးသွားချိန်မှာတော့ထက်မြက်ဦးစွမ်းထက်တို့ညီအကို2ယောက်နဲ့နန်းသူဇံတို့ဟာရွာချင်းဝေးတာကြောင့်မတွေ့ဖြစ်ကြတော့ပါဘူးသူတို့အချင်းချင်းဖုန်းနဲ့သာဆက်သွယ်ခဲ့ကြပါတယ်ဒီအေမှာကွန်ပျူတာသင်တန်းတက်ခဲ့ကြပါတယ်ဒီနေရာဘလောက်ပဲဝေးကွာနေပါစေရေစက်ရှိရင်တွေ့ဆုံကြရတာပါပဲရွာချင်းအလန်းဝေးကြတဲ့ထက်မြက်ဦးစွမ်းထက်တို့ညီကို2ယောက်နဲ့သူကြီးသမီးလေးနန်းသူဇံတို့ YGA ကွန်ပျူတာသင်တန်းမှာတွေ့ဆုံခဲ့ကြပါတယ်ဒီလိုနဲ့သူတို့3ယောက်တငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်သင်တန်းပိတ်ရက်တွေမှာမုတ်အတူစားကြပျော်ရွှင်စွာရှောက်လည်ကြရင်ခင်မင်မှုတွေပိုမိုတိုးပွားလာခဲ့ပါတယ်ကွန်ပျူတာသင်တန်းပြီးဆုံးသွားချိန်မှာတော့ထက်မြက်ဦးစွမ်းထက်တို့ညီအကို2ယောက်နဲ့နန်းသူဇံတို့ဟာရွာချင်းဝေးတာကြောင့်